မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကသောစတပ္ပတရောဟောတိယောဇဒရာတိဥပသယအလုံးစုံသောလှူဒါနကိုလှူရာရောက်ချင်တယ်ဆိုရင်တဲ့ကြောင်းကိုလှူဆိုပြီးတော့ဒီလိုပြောတယ်အလုံးစုံသောဒါနဆိုတာဘာလဲမေးလိုက်တော့1အာယု2ဝဏ္ဏ3ဒုက္ခ4ပฏิဘာဏဒီလိုဆိုကြပါစို့ဟိုမှာတော့စက္ခုဒါနဒီလိုခေါ်တယ်အဲ့တော့ကြောင်းလူချင်းဟာခွန်အားဗလာကြီးကျင်တယ်ဆိုရင်ကြောင်းလူရသော်ဘုရားကအသက်ရှည်ကျင်တယ်ဆိုရင်ကြောင်းလူဟုတ်တာပေါ့ကြောင်းမရှိဘဲနဲ့နေပူတဲ့လည်းနေရမိုးရွာတဲ့လည်းနေရတစ်ပင်အောင်လည်းနေရလွန်တီးကောင်အောင်လည်းနေရဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာဘလို့လို့အသက်ရှည်နိုင်မလဲအဲ့ကြောင့်ကြောင်းအလှချင်းဟာအသက်ရှည်ခြင်းကိုလည်းလူတိုင်းဟာရောက်တယ်လို့ဒီလိုမှတ်ရမယ်နောက်တစ်ခါအသက်တော်ရှည်ပြီဝဏ္ဏရုပ်အစင်းကလည်းပဲနေပူပြင်းပြီဆိုရင်သူတော်ကောင်းတွေရဲ့ရုပ်အစင်းသိပေါ့ကြည့်ပေါ့ပြောင်းသွားတာအဲ့တော့ကြောင့်မို့ကြောင်းအလှတန်းခြင်းဟာရုပ်အစင်းကိုလည်းလှူဒန်းရရောက်တယ်လို့ဘုရားကဒီလိုပြောဒုက္ခချမ်းသာတယ်တန်ဃာတော်ရှင်သူမြတ်များဟာလူနိကောင်မှနေရတယ်တစ်ပင်အောက်မှာနေရတာနဲ့ဆိုင်ကြောင်းနဲ့နေရတာဘာဖြစ်လို့ချမ်းသာတယ်အဲ့ဒါကြောင့်တပ္ပတရအလုံးစုံကိုလှူရာရောက်တယ်ဆိုတာအဲ့ဒါကိုရည်ရွယ်ပြီးဘုရားကပြောတာခဏလပြည့်ဝင်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးမိသားတစုတို့တမာတိရောင်ကြီးဆိုတဲ့ကျောင်းလေးကိုလှူထမ်းတယ်ဥစဉ်ကျောင်းထဲမှာကျောင်း6ကျောင်းသစ္စာရောင်ကြီးမေတ္တာရောင်ကြီးဓမ္မရောင်ကြီးဆိုပြီးတော့3ကျောင်းသီလရောင်ကြီးတမာတိရောင်ကြီးပညာရောင်ကြီးဆိုပြီးတော့3ကျောင်းအခုတမာတိရောင်ကြီးကျောင်းလေးဟာအာယုခံကျောင်းလဲဟုတ်တယ်နောက်တစ်ခါတန်ဃာတော်ရှင်သူမြတ်များဧည့်သည်လာရင်ဧည့်တွေ့ဖို့ဧည့်ခံကျောင်းဆောင်လဲဟုတ်တယ်ပိုးပြီးတော့ကောင်းတာကဘာလဲမေးဥစဉ်ရဲ့ကျောင်းမှာည10နာရီဆိုရင်မိတွေပိတ်10နာရီနောက်ပိုင်းစာကြည့်ခြင်းတဲ့ပုံကိုယ်တွေဟာဒီကျောင်းပေါ်မှာလာကြည့်ရမယ်ဒီကျောင်းကတညာလုံးမိကြိုက်တဲ့လောက်သုံးပြီးစာကြည့်ခြင်းမဲ့ပုံကိုယ်တွေအတွက်အမြဲတမ်းကြိုးဆိုမဲ့ကျောင်းလေးဖြစ်တယ်အဲ့ဒါကြောင့်တမာရိရောင်ကြီးလို့နာမည်ပေးထားတချို့သာမဏေကျော်တက်ကိုရောလေးတွေဥစဉ်လေးကိုရင်လေးတွေဟာ10နာရီခွဲ10နာရီလောက်မှကျောင်းတကားပိတ်မိတွေပိတ်သွားပြီဆိုရင်စာကြည့်ခြင်းတဲ့အခါမောင်မဲမှာတိုးပြီးစာကြည့်ကြမင်းညကိုစာကြည့်နေတဲ့ကိုရင်တစ်ပါးတွေ့လို့ဟဲ့ကိုရင်အမှောင်နဲ့မကြည့်နဲ့တမာရိရောင်ကြီးပေါ်သွားအဲ့ဒီပေါ်မှာမိထွင်ပြီးကြည်လို့ဒီလိုပြောရတယ်အဲကြောင့်ကိုရင်လေးတွေမှာဥစဉ်လေးတွေအဲ့မှာစာကြည့်ဖို့အတွက်ရည်ရွယ်ပြီးစောက်ထားတာဖြစ်လို့သူတို့အတွက်ချမ်းသာအခြားတဲ့တန်ဃာတွေအတွက်လည်းပဲအနှောက်အယှက်မဖြစ်တော့ခြားသောတန်ဃာတွေလည်းချမ်းသာတယ်အဲကြောင့်ကျောင်းဟာချမ်းသာမှုပေးတယ်လို့မြတ်စွာဘုရားကဒီလိုပြောတယ်နောက်တစ်ခါတန်ဃာတော်ရှင်သူမြတ်တွေအဲ့ဒီပေါ်တဲပြီးတော့တရင်ကျော်နောက်ပိုင်းဆိုရင်ညဝါတွေရွတ်ကြမယ်မူလရန်သမားတွေကတိကာမာတိကာပေါ့ငယ်ရန်သမားတွေကဒုက္ခမာတိကာပေါ့အလတ်တန်းသမားတွေကအောက်ရမိုက်ပေါ့ထက်တိုင်းသမားတွေကတော့အကြီးတန်းသမားတွေကအထက်ရမိုက်စသည်ဖြင့်ရမိုက်တွေပဋ္ဌာန်းတွေရွတ်ကြပူဇော်ကြတဲ့အခါမှာလေဒီเจ้าလေးပေါ်မှာဥစဉ်တွေရွတ်ဖို့အတွက်ကိုရင်တွေဥစဉ်တွေကိုတိုက်တွန်းထားတယ်အဲ့တော့တန်ဃာတော်တွေသတင်းသုံးလိုက်တာနဲ့တပြိုင်နက်တန်ဃာတော်တွေနဲ့အတူတရားပါလာတယ်နောက်တစ်ခါတရားကြွတာနဲ့တရားလာတာနဲ့တပြိုင်နက်ဖះလဲပါတယ်အဲကြောင့်ခရစ်တမာရိရောင်ကြီးကျောင်းဆောင်လေးဟာဘာအကျိုးများသလဲလို့မေးလိုက်တော့အဓိကာရအပြင်လွန်ကဲထူးမြတ်နေတာဒီစွမ်းနေသင်္ကန်းနေဆေးတွေထက်သူကလွန်ကဲသွားတာကဘာလဲမေးလိုက်တော့ယရဏ3ရပ်ကိုပူဇော်ရာရောက်နေတဲ့အတွက်ဒါကြောင့်ဒီเจ้าအလှူဟာထူးကဲတယ်မွန်မြတ်တယ်လို့ဒီလိုမှတ်ရပါမယ်ဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဝ
ဝိဟာရဒါနံတန်ဂတ္တအကံဗုဒ္ဓေနဝဏိတံမြတ်စွာဘုရားရှင်ဟာတန်ဃာတော်ရှင်သူမြတ်တွေကိုကြောင်းလှူဒန်းခြင်းဟာအမြတ်ဆုံးလှူဒါနာပဲလို့ဤလိုအကြောင်းတွေကြောင့်ချီးမွမ်းတယ်လို့မှတ်တော်မူကြပါ